ကြီးညိုပွဲကောင်းလုံးနဲ့ဝါရင်ဘူပညာရှင်များထုစစ်ထားသောတရခတ်သားစစ်ဘော်ဒီညောင်ရဲ့နောက်ခံအောင်တော်မူဖျားကိုပင့်ဆောင်ပူဇော်လို့ရပါပြီဘော်ဒီညောင်ရဲ့နောက်ခံအောင်တော်မူဖျားကိုပူဇော်ခြင်းအပြင်စီးပွားရေးကောင်းမွန်ကလာပါများရွှင်လန်းပြီးကြီးပွားတိုးတက်ပြည်စုံကြွယ်ဝနိုင်ခြင်းတကုတ်အရှိန်ဝါပြန်ပြောကြော်စောကဩဇာတိတ်ကမှကြီးထွားနိုင်ခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်ဘော်ဒီညောင်ရဲ့နောက်ခံအောင်တော်မူဖျားဟာညံတော်ခုနှစ်လက်မဝင်းကျင်ရှိတာမှုအိမ်မှာပူဇော်တာဖြစ်စေဆိုင်မှာပူဇော်တာဖြစ်စေကုမ္ပဏီရုံးခန်းမှာပူဇော်တာဖြစ်စေမိမိ၏ကိုယ်ပိုင်ကားပေါ်တွင်ပူဇော်တာဖြစ်စေမှာယူပင့်ဆောင်နိုင်ပါပြီဘော်ဒီညောင်ရဲ့နောက်ခံအောင်တော်မူဖျားကိုပင့်ဆောင်ပူဇော်လိုပါကမြတ်မိတ်တာရဲ့ Facebook page TikTok page က Messenger မှာမှာယူနိုင်တယ်လို့39 446 369564 39 0809 44956မှာဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်